မြန်မာနိုင်ငံမှာတဘာဝဓာတ်ငွေ့ပမာဏဟာကုဘပေ23 trillion လောက်ထိရှိနေပြီးတော့အာဆီယံမှာအဆင့်၄နေရာမှာရှိနေပါတယ်။ဒါပေမဲ့2025ခုနှစ်ကုန်ပိုင်းကတနင်္သာရီတိုင်းဖက်မှာကုဘပေ94.6 trillion လောက်ထိရှိနိုင်တယ်ဆိုတဲ့တက်တူတိုက်ပေါ်လာခဲ့ပါတယ်။တကယ်လို့ဒီတဘာဝဓာတ်ငွေ့တိုက်တာအတီးဖြစ်လာခဲ့ရင်မြန်မာနိုင်ငံဟာအာဆီယံဒေသမှာထိပ်ဆုံးအဆင့်ကိုရောက်မှာပါ။အာဆီယံမှာတဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှုအများဆုံးကအင်ဒိုနီးရှားနိုင်ငံဖြစ်ပြီးကုဘပေ44 trillion လောက်အထိရှိတယ်လို့ဆိုပါတယ်။မလေးရှားနိုင်ငံကကုဘပေ32 trillion ဗီယက်နမ်က23 trillion ရှိပြီးတော့မြန်မာက23 trillion နီးပါးရှိပါတယ်။မြန်မာနိုင်ငံဟာကမ္ဘာအဆင့်29နေရာမှာရှိနေပြီးတော့တကယ်လို့တွေးရှိထားတာပါထည့်ပေါင်းရင်ကမ္ဘာအဆင့်12ရှိနိုင်ပါတယ်။မြန်မာနိုင်ငံကထွက်ရှိတဲ့တဘာဝဓာတ်ငွေ့80ရာခိုင်နှုန်းကိုပြည်ပတင်ပို့ရောင်းချနေပြီးဝယ်သူကထိုင်းနဲ့တရုတ်နိုင်ငံတို့ဖြစ်ပါတယ်။ဘာကြောင့်တဘာဝဓာတ်ငွေ့ကိုပြည်ပတင်ပို့ရလဲဆိုရင်နိုင်ငံခြားဝင်ငွေအများဆုံးရရှိတာဖြစ်ပြီးစာချုပ်တွေအရအမြဲတင်ပို့ရတာပါ။ပြည်ပကိုတင်ပို့မှုကနေနှစ်စဉ်အမေရိကန်ဒေါ်လာ3ဘီလီယံနီးပါးရရှိနေတာကြောင့်ပြည်တွင်းလိုအပ်ချက်ကိုမဖြည့်နိုင်တာပါ။မြန်မာကပို့တဲ့တဘာဝဓာတ်ငွေ့တွေကြောင့်ထိုင်းနဲ့တရုတ်မှာလက်စစ်မီမပြတ်ပေမဲ့မြန်မာမှာတော့ပြတ်တောက်နေသေးပါ။